တာတမောင်းလေးဖြစ်ခြင်းကဲ့သို့ဝါသနာကိုရမထားကဘဝရေးတွေ့ကြိုးစားလို့တာအောင်မြင်မှုငွေကြီးမမတ်ပါဖန်တီးခြင်းနဲ့ကျွန်တော်ဝါသနာမသိတဲ့လူမလို့တာပါနမေလေးကစွမ်းတောင်းနေဗျာငယ်စဉ်ပြီးစောသူကဂီတာတမောင်းလေးဖြစ်ခြင်းကဲ့သို့ဝါသနာကိုရမထားကဘဝရေးတွေ့ကြိုးစားလို့တာအောင်မြင်မှုငွေကြီးမမတ်ပါဖန်တီးခြင်းနဲ့ကျွန်တော်ဝါသနာမသိတဲ့လူမလို့တာပါနမေလေးကစွမ်းတောင်းနေဗျာဒီတော်လုံးကဂီတလမ်းမှာစံတဝဝရှောင်းဂီတာစာတီမြေပေါကုန်ကြည့်ရောကျွန်တော်မွေးရဲ့ကြည့်လေရောကလေးမှာခုံမင်းငယ်သောဘဝရဲ့လူချင်းငယ်သောစုသွေးဒီသမားလေးဖြစ်ခွင့်ရခြင်းနဲ့အခုတော့မြမတန်တီးတွေဆိုရင်နဲ့ကျွန်တော်ဘဝလေးရဲ့ရောက်တဲ့ရမပြောင်းနေတယ်မောင်မြင်ပြီးမဲ့လေးလေးမြမတန်တီးလွမ်းတီးတွေဘဝမတိုင်ထားခဲ့ပြစီမြမတန်တီးသမားစွမ်းတောင်းဖြစ်လေငယ်စဉ်ပြီးစောသူကဂီတာတမောင်းလေးဖြစ်ခြင်းကဲ့သို့ဝါသနာကိုရမထားကဘဝရေးတွေ့ကြိုးစားလို့တာအောင်မြင်မှုငွေကြီးမမတ်ပါဖန်တီးခြင်းနဲ့ကျွန်တော်ဝါသနာမသိတဲ့လူမလို့တာပါနမေလေးကစွမ်းတောင်းနေဗျာဒီတော်လုံးကဂီတလမ်းမှာစံတဝဝရှောင်းဂီတာစာတီမြေပေါကုန်ကြည့်ရောကျွန်တော်မွေးရဲ့ကြည့်လေရောကလေးမှာခုံမင်းငယ်သောဘဝရဲ့လူချင်းငယ်သောစုသွေးဒီသမားလေးဖြစ်ခွင့်ရခြင်းနဲ့အခုတော့မြမတန်တီးတွေဆိုရင်နဲ့ကျွန်တော်ဘဝလေးရဲ့ရောက်တဲ့ရမပြောင်းနေတယ်မောင်မြင်ပြီးမဲ့လေးလေးမြမတန်တီးလွမ်းတီးတွေဘဝမတိုင်ထားခဲ့ပြစီမြမတန်တီးသမားစွမ်းတောင်းဖြစ်လေ